ไม่ส่งตั้งสินค่ะวันมาในวันที่13 February ปี2026ค่ะมีฝ่ายสื่อใต้รถเดียวปืนเผาออกมาดีเดี๋ยวได้ว่าปืนทานส่วนและส่วนเป็นก้น30 ปลาย8คอนะคะนะจอมหนังคองมากมันปังกลุ่มลงเจอจัดจึงได้ปอกกำหนึ่งเมื่อวันที่2ถึงวันที่10 February ปี2026ดิงเอาจึงลอยได้เลี้ยงนั่นเองค่ะไว้กาว่าปืนทานส่วนและส่วนเป็นก้น30 ปลาย8คอในไปมีไผ่ใต้มันเนค่ะนะมีอันปืนเผาออกมาไผ่มันก้อยย้อนในค่ะเดี๋ยวย้อนดูกว่าเป็นไผ่มันเนค่ะสังเกตว่ามีไผ่ใต้ออกมาก็ค่ะเดี๋ยวมันดูบันแทงตอนหนึ่งเนค่ะเนาะเข้าขามาถูกได้จอมกันเนค่ะในเท่านั้นจะเช่าคนในเฟบรุรีลานในยันนิมาเลยันนิที่ปูฐานาเจ้าลอยใต้เลี้ยงวินเจมบาโตแชมป์ยิมโยดานีลาคาปฐมเจมาสวยด้วยอยู่ในดิเชคันคุยเยี่ยมยาต้องใช้เช็ดเชคันลูกคุยเยี่ยมยาเด็ดตัวเชคุยเยี่ยมยาแชมป์ยินในด้วยในทางดูได้เอาป่าคุยเยี่ยมยายาชิมีกาจีแต่เฉยยัดดิคุยข้าคุยလူမျိုးဇာတိကိုကွယ်သည့်ပါတာဒါအယောင်အဆင့်တန်းပါရာစကားနိုင်ငံရေးတို့မဟုတ်ချာယူဆများအသက်လိန်နဲ့လိန်စိတ်ဆိုင်ရာကွဲပါယောနုံခကွဲပြားမှုများအခြားသောဂုဏ်အဆင့်တန်းစသည်တို့ကိုအခြေမခံပဲဥပဒေရှေ့မောက်တွင်တန်းတူအခွင့်အရေးရရှိခွင့်ကငယ်လွတ်လပ်စွာတွေးခေါ်ခွင့်ထင်မြင်ယူဆခွင့်နဲ့ယုံကြည်လက်ခံခွင့်ကာကြီးလူသားအဖြစ်တိမှတ်ပြုခံပိုင်ခွင့်မိမိဂုဏ်တိုက်ခါကိုလေးစားကာကွယ်ပိုင်ခွင့်ကำเนิดมาอย่างตอนပြည်နယ်သားနဲ့နိုင်ငံရေးဆိုင်ရာခွင့်ရေးများနဲ့ခြေခံလွတ်လပ်ခွင့်ရှမ်းပြည်နယ်တွင်နေထိုင်သူမိတူတဦးတယောက်များအောက်ပါကဲ့သို့ပြုမှုဆက်ဆံခြင်းမခံထိုက်စေရကကြီးအသင်းအကျက်အထမစေခိုင်းခံရခြင်းဂျွန်ပြုစေခိုင်းခံရခြင်းခခွေရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာညှဉ်းပန်းနှိပ်စက်ခံရခြင်းအကြမ်းဖက်ခံရခြင်းကငယ်လိမ်မှုဆိုင်ရာမတရားပြုကျင့်ခံရခြင်းကကြီးရက်ဆက်စွာတော့မဟုတ်လူမဆန်စွာဖြင့်ဂုံတိတ်ခါညှိုးနွမ်းစေသည့်နေလည်များဖြင့်စော်ကားခံရခြင်းမှပြစ်ဒဏ်ခံရခြင်းငါလူကုန်ကူးခံရခြင်းစလုံးခွဲခြားဆက်ဆံခံရခြင်းကံတွေမှာတဲ့နံပါတ်3ค่ะရုပ်သိမ်းပိုင်ခွင့်မရှိသောအခွင့်အရေးများမိကဲ့သို့သောအခြေအနေတွင်ဖြစ်စေတဦးချင်းအခြေခံလွတ်လပ်ခွင့်တွင်ဖော်ပြပါအချက်များအခွင့်အရေးများကိုဆိုင်းငံ့ပိုင်ခွင့်တုံ့ဟုတ်ရုပ်သိမ်းပိုင်ခွင့်မရှိစေရလေးဆန္ဒထုတ်ဖော်ခွင့်ရှမ်းပြည်နယ်တွင်နေထိုင်သူတိုင်းဒီပြည်နယ်လွတ်တော်မှပြဋ္ဌာန်းထားသည့်ဥပဒေများအတိုင်းအောက်ပါအခွင့်အရေးများရရှိမည်ကကြီးလွတ်လပ်စွာစုဝေးခွင့်နှင့်ဆန္ဒထုတ်ဖော်ခွင့်ခခွေတတဲ့အချက်လက်ရယူခွင့်ပုံနှိပ်ထုတ်ဝေခွင့်နှင့်ဖြန့်ချီခွင့်ကငယ်လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ဘာသာရေးအခမ်းအနားနှင့်ဒလိထုံးစံများကျင်းပခွင့်ကကြီးလွတ်လပ်စွာရေးသားပြောဆိုခွင့်ငါကိုယ်ပိုင်လွတ်လပ်ခွင့်ရှမ်းပြည်နယ်တွင်နေထိုင်သူတိုင်းဒီအောက်ပါကိုယ်ပိုင်လွတ်လပ်ခွင့်များချိုးဖောက်ခံရခြင်းများကင်းလို့ရမည်ကကြီးပုဂ္ဂိုလ်ရဲ့လွတ်လပ်ခွင့်ကိုတရားမဝင်ရောက်နှောက်ယှက်ခြင်းဂုံတိတ်ခါနဲ့ဂုံတည်င်းကိုနီလောင်ယောနမ်ခနီလန်းပေါင်းစုံဖြင့်ပုတ်ခတ်စော်ကားခြင်းညှိုးနွမ်းစေခြင်းစာပေးစာယူခြင်းဆိုင်ရာကိစ္စများခခွေနေအိမ်နှင့်မိသားစုလုံခြုံရေးကိုဥပဒေမဲ့ဝင်ရောက်ဆွတ်ဖက်ခြင်းကငယ်ခန္ဓာကိုယ်နေအိမ်တွင်အတင်းအဖွဲပိုင်အများအပိုင်အဆောက်အဦပလဝုံတွင်နှစ်နေအိမ်ဥပစာတို့တွင်တရားမဝင်ရှာဖွေခြင်းနှင့်ပိုင်ဆိုင်ပစ္စည်းများတရားမဝင်သိမ်းပိုက်ခြင်း6ဂျာမတန်းတူရေးမိသားစုနိုင်ငံရေးစီးပွားရေးနှင့်ယဉ်ကျေးမှုများအပါအဝင်ကန္တနယ်ပယ်အတီးတီး၌ဂျာမတန်းတူညီမျှမှုရှိစေရမည်ရှိစေရခြင်းအားအာမခံသည်ခွန်ပြည်နယ်သားဖြစ်ခွင့်ရှမ်းပြည်နယ်တွင်တက်မှတ်ကာလအတွင်းအစဉ်တစိုက်နေထိုင်လာသူတိုင်းကိုတော့၎င်းပြည်နယ်သားမိဘများမှမွေးဖွားလာသူများအားတော့၎င်းပြည်နယ်သားအဖြစ်တက်မှတ်သည်အခြားမှရွေ့ပြောင်းလာသူများဒီပြည်နယ်ဤပြဋ္ဌာန်းဥပဒေပါအတိုင်းပြည်နယ်သားဖြစ်ခွင့်ကိုရှောက်ထားပိုင်ခွင့်ရှိသည်ထိုင်းနိုင်ငံနှင့်အခြားဒေသများသို့ပြောင်း၍ရှောင်သိမ်းနေတိုင်းတွားခဲ့သူများအတွက်ကိုပါလွမ်းခြုံမှုရှိစေရန်ကာကြီးပြည်နယ်ဤမြည်သည့်ဒေသအစိတ်ပိုင်းတွင်ဖြစ်စဉ်ပြောင်း၍နေထိုင်လာသူသည်ဒေသတွင်နှင့်ပြည်နယ်ဤတမတ်ခွန်အခများပေးဆောင်သည့်3လအတွင်းအဆိုပါဒေသနှင့်ပြည်နယ်မှပေးအပ်တော်တာဝန်
ပေးအပ်သောဝန်ဆောင်မှုများကိုစတင်ခံစားခွင့်ရှိသည်ခခွေပြည်နယ်၏ညီတိဒေတာစိတ်ပိုင်းတွင်ဖြစ်စေပြောင်း၍နေထိုင်လာသူဒီဒေတာတွင်နှင့်ပြည်နယ်၏စန္ဒမဲပေးပိုင်ခွင့်စည်းရင်းတွင်တယဝင်စည်းရင်းပေးတွင်ပြီးအတိမတ်ပြုမှုရရှိပြီးပါကစန္ဒမဲပါဝင်ပေးပိုင်ခွင့်ရှိသည်ကငယ်ပြည်နယ်၏ညီတိဒေတာစိတ်ပိုင်းတွင်ဖြစ်စေပြောင်း၍နေထိုင်လာသူဒီတမတ်ကာလပြည့်မီအောင်နေထိုင်ခဲ့ပြီးပြည်နယ်သားအဖြစ်အတိမတ်ပြုခြင်းခံရပါကဒေတာအတွင်းပြည်နယ်၏ရွေးကောက်ပွဲများတွင်ပါဝင်ကိုစားပြုရွေးချယ်ပိုင်ခွင့်ရှိသည်ရှက်လွတ်လပ်စွာတွာလာခွင့်နိုင်ငံသားတိုင်းဒီဥပဒေဖြင့်ဓာမြင့်ကန့်သက်ထားသောနေရာများမှအပရှမ်းပြည်နယ်တဝန်းလွတ်လပ်စွာတွာလာခွင့်ရှိသည်ကိုပြည်နယ်ပြင်ပထွက်ခွင့်နှင့်ပြန်လည်ဝင်ရောက်ခွင့်ပြည်နယ်သားတိုင်းပြည်နယ်ပြင်ပသို့လွတ်လပ်စွာထွက်ခွာခွင့်နှင့်ပြန်လည်ဝင်ရောက်ခွင့်ရှိသည်30လက်ထက်ထိန်များခွင့်ကကြီးအရွယ်ရောက်သူတိုင်းလူမျိုးဘာသာနဲ့လူမှုအဆင့်တန်းများကြောင့်ခွဲခြားဆက်ဆံရခြင်းမရှိစေဘဲမိမိတဘောဆန္ဒအလျောက်လက်ထက်ထိန်များခွင့်ရှိသည်ခခွေလက်ထက်ထိန်များခြင်းကြောင့်ဘာသာရေးလူမျိုးရေးဆိုင်ရာလွတ်လပ်ခွင့်များမထိခိုက်စေရဘာသာရေးပြောင်းလဲကိုးကွယ်ခြင်းလူမှုပြောင်းလဲခံယူခြင်းယောနမ်ခလူမျိုးပြောင်းလဲခံယူခြင်းသည်လက်ထက်လိမ်များကြလက်ထက်ထိန်များကြတူတို့ဤစန္ဒအတိုင်းသာဖြစ်ရမည်17နိုင်ငံရေးအခွင့်အရေးများအရွယ်ရောက်သူပြည်နယ်သားတိုင်းအောက်ပါနိုင်ငံရေးဆိုင်ရာအခွင့်အရေးများရရှိသည့်ကကြီးမိမိကိုယ်တိုင်ဖြစ်စေမိမိစန္ဒအလျောက်လွတ်လပ်စွာရွေးချယ်ထားသောကိုယ်စားလှယ်များမှတဆင့်ဖြစ်စေနိုင်ငံရေးဆိုင်ရာများတွင်ပါဝင်ဆောင်ရွက်ခွင့်ခခွေလွတ်လပ်စွာစန္ဒထုတ်ဖော်ခွင့်ကိုအာမခံနိုင်ရန်အတွက်လျှို့ဝှက်စွာတိုက်ရိုက်မဲပေးသည့်စနစ်ကိုကျင့်သုံးသည့်ရွေးကောက်ပွဲများတွင်မဲပေးပိုင်ခွင့်နှင့်ရွေးကောက်ခံပိုင်ခွင့်စနစ်လွတ်လပ်စွာအတင်းအဖွဲ့ထူထောင်ခွင့်ကာကြီးဥပဒေတတ်မှတ်ချက်ရှိသည့်အတိုင်းအတင်းပင်ဖွဲ့စည်းများတမကများဖွဲ့စည်းထူထောင်ခွင့်နှင့်ပူးပေါင်းပါဝင်ခွင့်ရှိသည့်ခခွေမိသည့်အတင်းပင်အဖွဲ့အစည်းနှင့်တမကတွင်များပါဝင်လာစေရန်နှင့်ပူးပေါင်းဆောင်ရွက်ရန်အတင်းအကျပ်ဖိအားပေးခြင်းများမရှိစေရ73ဖမ်းဆီးခြင်းနှင့်ချုပ်နှောင်ခံရခြင်းကကြီးရှမ်းပြည်နယ်အတွင်းနေထိုင်သူမိတူတဦးတယောက်မှပြည်နယ်၏ဥပဒေများလှုပ်ထုံးလုပ်နည်းဥပဒေများအတိုင်းမဟုတ်ပါကတန်တရားဖြင့်ဖမ်းဆီးချုပ်နှောင်ထိန်းသိမ်းခံရခြင်းမရှိစေရခခွေဖမ်းဆီးထိန်းသိမ်းထားသူတိုင်းကိုလူကုန်တိတ်ခါနှင့်အညီဆက်ဆံရမည်ဖမ်းဆီးထိန်းသိမ်းရသည့်အကြောင်းရင်းကိုလည်းအတိပေးပြောကြားရမည်ကငယ်ဖမ်းဆီးချုပ်နှောင်ခံရသူမည်သူမဆိုဝရန်အရာမဟုတ်ရင်24နိုင်တဲ့ကြော်လွန်ချုပ်နှောင်ထားခြင်းမရှိစေရ24နိုင်တဲ့ကြော်လွန်၍ချုပ်နှောင်ရန်လုံလောက်တော့အကြောင်းရှိလျင်အမိန့်ပေးပိုင်ခွင့်ရှိသောအာဏာရှိသည့်သက်ဆိုင်ရာတရားရုံးတို့အစီရင်ခံပြီးတရားသူကြီး၏ချုပ်မိန့်ဖြင့်သာဥပဒေအကြောင်းအရဆက်လက်ချုပ်နှောင်ပိုင်ခွင့်ရှိသည်14ရာဇဝတ်မှုဆိုင်ရာတရားစွဲခြင်းကာကြီးရာဇဝတ်မှုဖြင့်တရားစွဲဆိုခံရသူတိုင်းအောက်ပါအခွင့်အရေးများရှိသည်1မိတိပြစ်မှုနှင့်စွဲဆိုထားကြောင်းနှောင့်နှေးခြင်းမရှိဘဲအတိပေးရမည်2အမြန်ဆုံးကာလတွင်စစ်ဆေးကြားနာရမည်3အပြစ်ရှိကြောင်းဝန်ခံရန်တော်၎င်းပြစ်မှုအတွက်တက်တည်ထွက်ဆိုရန်တော်၎င်းအသင်အကျပ်ပြုခြင်းမခံရစေရ4ဥပဒေနှင့်အညီခုခံခြေပခွင့်အပြည့်အဝရှိသည်5တရားစွဲဆိုခြင်းခံရသူ၏ကိုယ်စားဥပဒေအကျိုးဆောင်9ရန်ထုချေပိုင်ခွင့်ရှိစေရမည်မတတ်နိုင်သောတရားခံအတွက်ဥပဒေအကျိုးဆောင်9ရန်ပေးရမည်6တရားစွဲဆိုခြင်းခံရသူနားလည်နိုင်သောဘာသာစကားဖြင့်စစ်ဆေးကြားနာခြင်းတို့တီးမဟုတ်နားလည်နိုင်စေရန်အတွက်စကားပြန်ဆိုရှင်းလင်းပေးခြင်းရှိရမည်ဒီမီထံခုံခါနာခခွေကျူးလွန်ခံရသူတုံးမဟုတ်တတ်တဲ့အတွက်လုံခြုံရေးအထူးလိုအပ်တီမဟုတ်ပါကကြားနာသောတရားခွင်အားလုံးကိုအများပြည်သူရှေ့မှောက်တွင်စစ်ဆေးကြားနာရမည်ကငယ်ပြစ်ဒဏ်ချမှတ်မှုအားလုံးအတွက်အယူခံဝင်ခြင်းတုံးမဟုတ်ပြန်လည်စစ်ဆေးခြင်းပြုလုပ်နိုင်ရမည်ข้าวยำเต็มแล้วและข้าวขาลูไว้ต่อถึงข้อที่14ในขณะตั้งหมดมี30 8 ข้อข้าวขาจงไว้มากพบทบกันนะคะ